လာဒီဗီဒီယိုလေးရမင်းရဲ့ညီမလေးပေါ့နော်လွန်ခဲ့တဲ့မိနစ်ကရေသွားကူတုံးကမင်းရိုက်ခဲ့တာလေးပါရှင်သူကဒီထဲမှာမိုနိုဖင်အကြီးပါမယ်ပြီးတော့မှဒီအမီကိုစွတ်ပေါ့နော်စွတ်ပြီးလို့ရှိရင်ဒီမိုနိုဖင်အကြီးတဲ့ကိုမင်းတို့ခြေထောက်လေးထိုးလိုက်မယ်ပေါ့နော်ခြေထောက်ထိုးပြီးလို့ရှိရင်မင်းတို့သူ့အပေါ်လေးကိုပြန်ဆွဲပေးမယ်ရှင်ဒါခြေထောက်ဆိုင်ကလေးမရွေးဘူးနော်ဘယ်ခြေထောက်ဆိုင်မဆိုရတယ်ရှင်ပြီးရင်တော့အပေါ်ဆွတ်ပြီးလို့ရှိရင်ဒီနောက်မှာခါချိုးလေးပါတယ်တော့ခါချိုးလေးကိုပြန်စီးပေးရတယ်နော်ကွက်တိကြပါအောင်လို့ပိန်နာဖြစ်စေဝါတာဖြစ်စေဒီ site ကအကုန်လုံးနဲ့လုံးဝ fit ဖြစ်တယ်ပေါ့နော်ဒီကောင်လေးရှိမယ်ပြီးတဲ့ခါကျတော့လေဒါကမင်းရဲ့ညီမလေးပေါ့နော်ရေစမ်းကူပြတာကလေးကရေစကူစားဆိုတော့မင်းကနည်းနည်းတော့ train ပေးတာပေါ့နော်အမမင်းရဲ့လက်ထောက် trainer လေးလည်းပါတယ်ဒါကမင်းညီမလေးပေါ့နော်ရေစကူကြည့်နေတာသူကအရင်ကလည်းကူဘူးတယ်ဒါပေမဲ့အခုကပြန်တင်တာပေါ့နော်ရေသူမလေးလို့မို့ရေကူးချင်တယ်ပြီးတဲ့ခါကျတော့ဘလို့ကူးကလည်းမသိဘူးဆိုရင်ပေါ့နော်မမေကဒီရေကူးနီးကိုလည်းအစအဆုံးပြပြပေးတယ်ကိုဖော့နီးတွေကိုလည်းမမေကအစအဆုံးပြန်ပြီးတော့မှပြပြပေးတယ်နော်ဒါကမင်းရဲ့ညီမလေးရေသူမဝတ်ဆောင်ဝတ်ပြီးတော့မှရေနစ်သက်လာဆိုရင်တော့ဘေးမှန်တိုင်းပြောရင်တော့နစ်သက်ပါတယ်ရှင်ဒါပေမဲ့ကိုကဒီဘလို့ပြောမလဲပလက်လန်ပြီးကိုဖော့တဲ့အနေနဲ့ပေါ့နော်အဲ့ဒီနီးနဲ့သွားတယ်ဆိုရင်တော့ရေကတော့လုံးဝမနစ်ဘူးပေါ့နော်အဓိကလေသွားလေကိုဖော့နေတိပါပြီဆိုရင်ကွာလုံးဝရေကူးရတာလုံးဝအဆင်ပြေသွားပြီအခုပြဟာတဲ့ရေသူမဝတ်ဆောင်လေးကိုဆက်တယ်မှာရချင်းတော့မင်းရဲ့ Viber 3968383363မှာဆက်တယ်ပြီးတော့မာယူပေးပါနော်မမင်ကလေဒီကောင့်လေးရကြတော့မမင်ကဘယ်လိုပြောမလဲဒီဝါသနာအရရောင်တဲ့ရေသူမကောင့်လေးဖြစ်တဲ့အတွက်မမင်ဒီကောင့်မှာတော့အမြဲတမ်းတော့မရှိဘူးပေါ့နော်မင်းအမြဲတမ်းရှိတာကမင်းရဲ့ Viber မှာအမြဲတမ်းရှိပါတယ်ရှင်ဆက်တယ်မာယူလို့လည်းရတယ်ပြီးတော့မန္တလေးကဆိုရင်တော့လေအိမ်မှာလာပြီးတော့မှဝယ်ယူလို့လည်းရတယ်နော်မင်းတို့ရဲ့လာယူမယ်ဆိုရင်မင်းတို့ရဲ့ဆိုင်လိုက်စား123လမ်း122လမ်း55စီလမ်းမှာအမတက်နေဝန်တိုက်ချက်စီဆိုင်ဆိုပြီးရှိတယ်အဲ့ဒီမှာလာရောက်ပြီးတော့ဝယ်ယူနိုင်ပါတယ်ရှင်ဒီဝတ်စုံလေးကကျတော့မင်းဝယ်ဟာတော့ကတော့3,800လား4,000ခွဲလားမသိဘူးအဲ့လောက်တော့ကြာတယ်ဒါပေမဲ့ပြန်ရောင်းမဲ့စီကတော့2,800နဲ့မင်းပြန်မျှပေးမယ်နော်ဝတ်စုံမှာ error ပါလားဆိုဝတ်စုံမှာ error မပါဘူးမင်းတို့ဒီဖက်ကမှာကျတော့လေအမြဲတမ်းနိုင်ငံရေးချီနေရမငြိမ်ဟိုပြေးတီပြေးနေဆိုတော့လေမင်းဒါလေးကိုအရန်ကြိုက်ရက်နဲ့မျှပေးမှာပေါ့နော်မင်းနဲ့ဝါသနာတူတဲ့မောင်လေးညီမလေးတွေကိုမင်းကပြန်မျှပေးတဲ့အနေနဲ့ပေါ့နော်ပြန်ပြီးတော့မှမျှရောင်ပေးတာပေါ့နော်ဒါလေးကြိုက်ရင်မင်းစီမှာရပါပြီရှင်